ဒီ file number ခုမဲ့ဒုတိယကအနေနဲ့ရှင်းပြမယ်ဟုတ်ပြီနော်ဒီမှာလည်းရှေ့ရဖြစ်တည်မှုအတိုင်းပဲပရိတ်လျှောက်သူ့အောက်မှာ9ပရိတ်အဲ့ဒီ9ပရိတ်ကြောင့်ပရိတ်လျှောက်ကနေတပွဲနှစ်ပွဲကျွဲတော့နော်9ရဲ့ပါဝါ3ရပရိတ်လို့3ထိတ်နဲ့နောက်ပေါင်းခွန်3ရပရိတ်လို့ရိုက်ခဲ့တယ်380ပဲ9ပါဝါ3ရပရိတ်လို့ရိုက်သူ့ပြန်နေတစ်ချိန်နှစ်ချိန်3ချိန်ကျွဲတော့ဒီ3လုံး9လို့ခွေခဲ့တာဟာဒီ3ထိတ်ကြောင့်3ပရိတ်လို့ရိုက်တာရိုက်ပြီး3ရဲ့ပါဝါ10ခါလို့ထိုင်ခဲ့တာဟုတ်ပြီနော်ဒီမှာတစ်ဆက်တည်းပြောမယ်ဒီ3လုံးကိုလို့ပိတ်တယ် V ရှိ6လို့ထည့်ပြီးနောက်ပေါင်း6လို့ထည့်ခဲ့တာဒီအတိုင်းအကုန်လုံးလုပ်ခဲ့တာအတိုင်းအကုန်လုံးလုပ်ခဲ့တာဟုတ်ပြီနော်အလုံးလုပ်ခဲ့သည့်အတွက်ကြောင့်ကျွန်တော်အောက်ကိုတွားမှာဟုတ်ပြီရှေ့အတိုင်းပဲဒီ3လုံးအခွေ6 V ရှိ6လို့ထည့်တယ်တပင်းကျော်မှာဒီ3လုံး6လို့ထည့်လို့တပင်းကျော်ဒီနေရာမှာ9ပရိတ်လို့ရိုက်မဲ့9ပရိတ်ဒီပဲ9ပရိတ်တုံးဘယ်9ပရိတ်တုံးတော့ဒီကနေကြည့်လိုက်ဒီလိုပဲကြည့်လိုက်ဒီကနေကြည့်လိုက်ဒီကနေကြည့်သူ့ဘေးကနေဒီမှာ9ပရိတ်ကြောင်ပြောပြီးတပွဲနှစ်ပွဲကျော်မှာ9ပရိတ်လို့ရိုက်ခဲ့တယ်ဒီမှာလည်း9ပရိတ်ကြောင်သူ့ရဲ့ဘေးကနေတက်လာလိုက်9ပရိတ်တပွဲနှစ်ပွဲကျော်မှာ9ပရိတ်အဲ့9ပရိတ်ရှိသည့်အတွက်ကြောင့်အဲ့ဒီ9ပရိတ်ကဘယ်လိုသွားတာသူ့အောက်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ကျော်တယ်ဒီ3လုံး9လို့ခွေခဲ့ပြီး9ပရိတ်လို့ရိုက်ခဲ့တာရိုက်ခဲ့သူ့ရဲ့စောင်းသွားတစ်ချိန်နှစ်ချိန်သုံးချိန်မှာဒီ3လုံး9လို့ခွေပြီးတော့ဒီ3လုံး9လို့ခွေတာဒီနေရာမှာ9ပရိတ်လို့ပြန်ရိုက်ပါဟာနေရာမှာ9ပရိတ်လို့ပြန်ခေါ်ထားတာဟာနေရာမှာကရော6ပရိတ်လို့ခေါ်ထားတာဟုတ်ပြီနော်ဒီနေရာမှာတော့ထပ်စဉ်းစားမယ်နောက်မှဟုတ်ပြီနော်ဟုတ်ပြီဒီ9ကိုဒီ9လို့ထည့်တာအဲ့9ဒီအပေါ်မှာ V ရှိ9ပရိတ်9ပဲတက်ခဲ့ဒီမှာဒီတိုင်းဒီတိုင်းဒီပရိတ်9အခွေ9အဲ့နဲ့တက်သူ့ဆောင်တစ်ချိန်နှစ်ချိန်သုံးချိန်တော့ V ရှိ9ပရိတ်9ဒီပရိတ်9ဒီအခွေ9စောင်းတက်တစ်ချိန်နှစ်ချိန်သုံးရင်တော့ V ရှိ9ပရိတ်9လုံးခဲ့အဲ့ဒီပရိတ်9ကြောင့်ဒီနေရာမှာပရိတ်9လို့ကျွန်တော်ဖမ်းခြင်းဖြစ်တယ်ကျွန်တော်သိငယ်ချင်းနေအဲ့ဒီပရိတ်9ဖြစ်လို့တဲ့ဟုတ်လားဒီအခွေ6ကို V ရှိ6ဒီ3လုံး6လို့တဲ့အဲ့ဒီ6ကဒီ3လုံးကို6လို့ထည့်ခဲ့ပြီအဲ့ဒီ6ဘယ်လာ6တော့ဒီ3လုံး6ပရိတ်6လို့လာခဲ့အဲ့ပရိတ်6လို့လာဆိုဟာဒီ6ပရိတ်ရဲ့ဘေးကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်မှာ6ပရိတ်လို့ခံခဲ့တာဟာဒီ6ပရိတ်ကဘေးကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်မှာ6ပရိတ်လို့ခံခဲ့တာ6ပရိတ်နဲ့တဲလေးသွားဒီ3လုံး6ဟာဒီ6ပရိတ်နဲ့တဲလေးသွားဒီ3လုံး6အဲ့ဒီ6တီကအခွေ6ပရိတ်6လာတာဒီ6တီကအခွေ6ပရိတ်6နဲ့လာခဲ့ဟုတ်ပြီနော်အဲ့ဒီ6တီကဘယ်ကိုပြန်တက်တော့ဟိုအပေါ်မှာဒီ3လုံး6လို့ဖြစ်ဖို့တော့ကိုဒီ3လုံး6လို့ထည့် V ရှိ6လို့ခံပြီးဒီ3လုံး6လို့ဖြစ်တာဒီဘေးပွဲမှာတပင်ကျော်လေးမှာကဲဒါတော့ကျွန်တော်သိရင်ကျွန်တော်တော့မောသွားတယ်ဗျာနားလည်မယ်လို့တော့ထင်တယ်ဟုတ်ပြီဟုတ်လား6တွေကလည်းအလုပ်လုပ်ခဲ့တယ်နော်ဒီအခွေ6ကို6လို့ပိတ်ပြီး V ရှိ6လို့ထည့်ပြီးနောက်ပေါင်း6လို့ထည့်ခဲ့တာသူ့အောက်မှာ10ခါဒီမှာလည်းဒီ3လုံးအခွေ6လို့ပိတ်တယ် V ရှိ6လို့ထည့်နောက်ပေါင်း6လို့ရိုက်ခဲ့တာသူ့အောက်မှာ10ခါ10ရဲ့ပေါ်မှာ3ပရိတ်အဲ့ဒီ3ပရိတ်ဒီ3ထိပ်ဟုတ်ပြီနော်နားလည်မယ်နော်3ထိပ်နဲ့နောက်ပေါင်းခွန်3ရပရိတ်ခံလာတာ3ထိပ်နဲ့နောက်ပေါင်းခွန်3ရပရိတ်ခံလာတာခံလာတဲ့ပရိတ်ဒီ380ပတ်လေပဲကဲတကယ်ကြီးလေဒီ file မျိုးဒီစနစ်မျိုးတွေကဒါတွေကတော်တော်ကောင်းတဲ့စနစ်တွေဗျဒါတွေကလုံးလုံးတဲ့စနစ်တွေဒါမျိုးတွေကြောင့်ကျွန်တော်လူတကာချပြလို့မဖြစ်ဘူးလေနော်ကျွန်တော်အဖွဲ့သားတွေရှိတယ်ဒါကြောင့်ဒလူပေါင်းများစွာဒီတဲ့များစွာကောင်းတဲ့ရှာဖွေမှုစနစ်တွေနဲ့ကျွန်တော်ရှာပြီးသားရှိတယ်ကျွန်တော်အဖွဲ့သားတွေဒီနှစ်မှာအောင်မြင်အောင်ကျွန်တော်စောက်ရွက်ပေးပဲကျွန်တော်လည်းအောင်မြင်အောင်လုပ်မယ်ပြီးရင်နားမယ်ကျွန်တော်တကယ်ကြီးနေနော်ရှဲလောကအကြောင်းရှဲလောကကနေနားမယ်ရှဲအကြောင်းမပြောတော့အဲ့ခါကျကဲဒါလေးက9မိနစ်မပြည့်သေးဘူးဒါလေးက9မိနစ်မပြည့်သေးတော့ညာလဲ9မိနစ်စာပြည့်အောင်ကျွန်တော်စောင့်လိုက်မယ်နော်ဒါ file number 9 file number ရဲ့ကောက်ကြောင်းနားလဲတယ်နော်ကျွန်တော်တကယ်နော်ထပ်ပြီးကျွန်တော်မရှင်းပြတော့နော်အခုနဟာဒီ break 6ကလည်းဒီ break 6ကလည်းဟိုးအောက်မှာ break 6လို့တက်ခဲ့တာအဲ့ဒီ6နှစ်ချက်ကဒီ6တွေဖြည့်တာဒီမှာလည်းဒီ break 6အဲ့ဒီ break 6ကလည်းဟိုးတက်သွားလိုက်ရင်24ချိန်မှာ break 6ကြောင့်အဲ့ဒီ6တွေကိုဒီ6လို့ထည့်တာ break 6ကြောင့်ဒီ6လို့ထည့်တာကဲနားလည်မယ်ပြောသိရင်နော်အကုန်အဖြေတွေနဲ့ပဲ6ဖြည့်ကျန်တဲ့အဖြေနဲ့ပဲ9ဖြည့်ကျန်တဲ့အဖြေနဲ့ပဲ9ဖြည့်ကျန်တဲ့အဖြေနဲ့ပဲအားလုံးအဖြေတွေနဲ့သွားထားတာထို့ကြောင့်ဒီနေရာမှာကျွန်တော်9ပရိတ်လို့ပဲညှို့ဆိုပေးလိုက်ပါတယ်ဟုတ်ပြီနော်ကဲဒါ file number ဘယ်လောက်တော့file number 9ရဲ့ဒုတိယကပ်ပေါ့နော်ပြီးဆုံးခြင်းဖြစ်တယ် file number 10ကိုဆက်လက်ပြီးတော့ရှင်းတတ်မယ်တကယ်ချင်းနေဒါကိုနားမယ်